လူကောင်းမျိုးစစ်လာရင်မကြံတော့ဘူးဆိုရင်အကုန်လုံးလူကောင်းတွေမရှိတော့တဲ့အဲကြောင့်ကျမ်းမာရေးပညာရေးစီးပွားရေးလူမှုစစ်ဆန်ရေးအကုန်လုံးတိုက်ရေးပြည်ရေးအခြားတိုက်ပြည်တွေနဲ့ဆင်လိုက်လို့ရှိရင်ဒီတိုက်ပြည်ကြီးဟာပြည်ပြည့်ကြီးတစ်ခွဲဖြစ်သွားလိမ့်မယ်ဘလူကမှအဖေမလုပ်တော့ဘဲလေအကုန်လုံးအဆေးရစရာဖြစ်တော့မယ်စစ်ခွဲကြောက်ခွဲဖြစ်ပြီးတော့မှဒီလူတွေအကုန်လုံးဟာဖျားတပည့်တော်တို့ရဲ့တော်မျိုးတို့ရဲ့မျိုးစိတ်တစ်ခုလုံးဟာအကောင်အဆိုးအကြောင်းအကျိုးအမအမှန်ကိုဝေဖန်ပိုက်ဖြတ်နိုင်စွမ်းမရှိတဲ့မျိုးစိတ်ကြီးဖြစ်သွားပြီးတော့မှအကျော်တရားတွေကနေမှတော့မှဝေးကွာသွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်မင်းကြီးဒါကြောင့်မို့လို့သူတို့နဲ့အတူတူလိုက်ယူနေလို့မရဘူးစစ်ကူလို့ခံတဲ့လူတွေစစ်ကူလို့ရတဲ့လူတွေကိုစစ်ဖို့ပြီးတော့ရှိရဲ့အကောင့်ဆုပ်ကူလာပြီးတော့မှဒီလူကောင်းအမျိုးသမီးတယောက်ရတယ်ဆိုရှိရင်မျိုးစစ်ကိုလူကောင်းတွေဖြစ်လာပြီးတော့မှဖြစ်လာအောင်ငွေဖွာပြီးတော့မှလူကောင်းတွေတုံ့ပြန်လာအောင်လုပ်ဖြစ်အဖြစ်ဒီအယူတွေကြတော့သူတို့ယောဂရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်းအလိုက်ဟာစစ်နေနိုင်မဲ့ပုဂ္ဂိုလ်တွေမဟုတ်တဲ့အတွေ့ကြောင့်သူတို့တွေကသိကုန်ကြပြီးတော့ကျမ်းမာရေးပညာရေးစီးပွားရေးလူမှုစစ်ဆက်ရေးအစစရရမှာအသိဉာဏ်နဲ့ဆင်တဲ့ကောင်းမြတ်တဲ့လူတွေကြတော့မျိုးစစ်တွေပြန်ပြီးမှထောက်ကားလာမယ်ဆိုစီရင်နောက်တနေ့ကြရင်တော့နောက်ခါကြရင်